အတွက်ကျွန်တော် make up စပြီးတော့လိမ့်တော့မယ်ပေါ့နော်ကျွန်တော်ဒီ channel လေးကို UK ကိုမလာခင်လာပိုင်းလောက်အလိုအမှာပေါ့နော်စပြီးတော့ထောင်လိုက်တာဆိုတော့ဒီ channel မှာကျွန်တော်ရဲ့ UK မှာဖြတ်သန်းတဲ့ student life vlog တွေရောပြီးလို့ရှိရင်ဒီမှာကြုံရတဲ့အခက်အခဲတွေပြီးရင် part time job အများကြီးပဲ sharing လုပ်ခဲ့တယ်ပေါ့နော်ကိုကြည့်နေတဲ့သူတွေထဲမှာကျွန်ရဲ့ဒီ student life journey တစ်ခုလုံးကိုစောင့်ကြည့်ပေးခဲ့တဲ့သူတွေလည်းပါမယ်ပြီးရင်ဒါမှမဟုတ်ဒီ graduation vlog ကိုခုမှစကြည့်ရတဲ့သူလည်းပါမယ်ပေါ့နော် anyway graduation ဖြစ်တော့မဲ့သူတွေအားလုံးကို congratulation ပါပြီးတော့ကျွန်ရဲ့ journey တစ်ခုလုံးကိုလည်းတူတူ like ပြီးတော့ကြည့်ခဲ့ပြီးတဲ့အတွက်လည်း thank you so much ပါဒီနေ့တော့ကျွန်ရဲ့ graduation day လေးကိုအားလုံးပဲ like ခဲ့ပေးပါအောင်နော်ဆိုတော့ကျွန်နဲ့တူတူ graduation အတွက် get ready with me လုပ်ပါမယ်ကျွန်းရဲ့ final exam season မှာဘယ်လိုမျိုးဖြတ်သန်းခဲ့လဲဆိုတဲ့ vlog လေးတွေလည်းကျွန်တော်နောက်ရက်တင်ပေးသွားမှာပေါ့နော်အဲ့တော့ဒီ UK student life vlog လေးတွေကတော့အဆက်မပြတ်ကျွန်တင်ပေးနေအောင်ပါပေါ့နော်ဘာလို့လဲဆိုတော့ကျွန်ကအခုကျွန်တော်ရဲ့ Edinburgh Napier University မှာပေါ့နော် International Student Ambassador အနေနဲ့လည်းလုပ်နေတာဆိုတော့ကျောင်းအတွက်လည်းကျွန်က content တွေ fan တီးပေးနေတာပါဆိုတော့အဲ့ဒီ vlog လေးတွေရောကျွန်နောက်ပိုင်းမှာတင်ပေးသွားမှာဖြစ်လို့ကျွန်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်းအားလုံးပဲ subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်ကျွန်တော် make up ပြင်တာတော့ပြီးသလောက်ရှိသွားပြီပေါ့နော်ဆိုတော့ကျွန်ရဲ့ outfit လေးကိုပြပါမယ်ပြီးခဲ့တဲ့လတုန်းကမြန်မာပြည်ကိုပြန်ပြစ်တယ်ပေါ့နော်အဲ့ဒါမြန်မာပြည်ပြန်တော့ကျွန်တော်ဝတ်စုံလေးချုပ်ခဲ့တာပါပေါ်ဝါလေးကချစ်စရာလေးဒီမှာဒီလိုအလုံးလုံးလုံးလေးနဲ့ဒါမျိုးလေးရပြီးတော့ထမင်ကကြတော့ကျွန်တော်ကဒါမျိုးဒီဇိုင်းလေးချုပ်ခဲ့တာပါအောင်နာအမိန်လေးနဲ့ပါဒါဆိုရင်ကျွန်တော် outfit လေးလည်းနှကန်းကြီးလေးဆိုပြီးတော့ပြင်လာခဲ့ပါမယ် outfit check graduation သွားဖို့အတွက်အားလုံး ready ဖြစ်ပါပြီဆိုတော့ graduation မသွားခင်မှာချော့ဖေဖေနဲ့မေမေ graduation gift ပေးတဲ့ coach family ကိုတခါလေး unbox လုပ်ပါမယ်တာဒါထပ်ပြီးအဖြူရောင်လေးပေါ့နော်သူ့မှာ cross body ပါလဲပါပါတယ်ကျွန်ကဒီနေ့တော့ဒီအတိုင်းလေးပဲလွယ်မှာပါဒါမျိုးလေးလွယ်လို့ရတယ်အဲကျတော့အပေါ်ကဝတ်ရုံခြုံလာလို့ရှိရင်ကွာဒါနဲ့ကွက်တိပဲမျိုးလေးလွယ်မယ်သူ့မှာကအတွင်းထဲမှာဒီလိုမျိုးအကန့်ပိုင်ကျွန်တော်ဒီမှာဖုံးနေနှကန်းကြီးထည့်မယ်ပေါ့နော်ဒါစာရွက်လေးတွေကျွန်တော်မထုတ်ရသေးဘူးပြီးလို့ရှိရင်ဒီတစ်ဆက်မှာကျွန်တော်ကြိုက်တာကကျွန်တော် customize delete ထုတ်လို့ရပါတယ်အဲ့ဒီမှာကျွန်တော်ကဒီကျွန်းရဲ့ပြီးလို့ရှိရင် mon လေးရဲ့ပေါ့နော်အဲ့ဒါလေးကိုထပ်လုပ်ထားပါလေဒါကတော့ before my final work ပါရှင်ကဲခုပွဲယူဖို့အတွက်အာရှဟောကိုသွားပါမယ်ဟောကိုရောက်ပြီဆိုတာနဲ့ကျွန်တော် web section မှာကိုယ့်ရဲ့စာနေနေအလိုက်စိတ်နံပါတ်တွေ guest ticket တွေထုတ်ရပါတယ်Then this is the time for the graduation gown. Look at the stair. I'm so scary cause of our heat. ပြီးရင်တော့ကျွန်တော်ဒီမှာကိုယ့်ရဲ့နာမည်ပြောပြီးတော့ပေါ့နော် graduation gown တွေထုတ်ရပါတယ်။အဲ့ဒီမှာဝန်ထမ်းတွေလည်းအများကြီးထားပေးထားရပေါ့နော်။ပြီးရင်ကျွန်တော်ကိုယ့်ရဲ့ဝတ်စုံလေးတွေကိုအစားအဆုံးဝတ်ဆင်ပေးပါတယ်။ Guys, actually I'm very excited in that situation cause I'm running late and also I need to go for our graduation group photo. I'd just like to start by saying how very, very proud we all are of you coming to graduate here today. And in recognition of that, I'd like to kick off the ceremony by giving you an enormous round of applause. Well done. ကျောင်းရဲ့ principal ကနေအဖွဲ့မှာစကားပြောရပေါ့နော်အဲ့ဒါပြီးရင်တော့ကျွန်တော် roll light တွေပွဲစယူရပါပြီ June Phu Sin Tun This is your little girl and now she's officially graduate. Many congratulations to you all. You are graduates. Well done. Graduates, if you're able, I invite you to stand, turn around and acknowledge those who came here to celebrate with you today. This is the final part of graduation ceremony and then we stand for the academic procession. ข
professor ရဲ့ hall ကနေထွက်ပြီးတဲ့နောက်မှာတော့ကျွန်တော် graduate တွေ row live တိုင်းချင်းစီလိုက်ပြီးတော့ထွက်ပါတယ်နောက်ဆုံးတော့၄နှစ်တာစူးစမ်းကြရတဲ့ပွဲလေးရသွားပါပြီကျွန်တော်ရဲ့ graduation ceremony ကညနေ3 နာရီပေါ့နော်အဲ့တော့ကျွန်တော်ဝဲယူရတဲ့ဓာတ်ပုံရိုက်ပါညာနဲ့ခုကညနေ9 နာရီလောက်ဖြစ်နေပြီရာသီဥတုဟိတ်ကြည့်လိုက်အောင်ကျွန်တော်စီမှာလုံးဝနေမဝင်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်အိမ်ပြန်အဝတ်စားလဲပါမယ်ကဲဒါကတော့ညအပိုင်းဆက်ပေါ့နော်ကျွန်တော်တငယ်ချင်းတွေစုပြီးတော့အကင်တုတ်တွေလှုပ်စားရတယ်ပြီးရင်ကြက်ကြော်တွေပစွန်ကြော်တွေအဲ့ဒါတွေလှုပ်စားပါတယ်ဆိုတော့စားလိုက်ပါအောင်မယ်အားလုံးပဲဆက်ကြပါအောင်ရှင်And now, this is the time to close my chapter. And thank you for coming with me throughout this entire journey of engineering school. Thank you so much, guys, for watching. And I will see you in the next one. Bye.